ကလေးမျိုးကလူကြီးတွေကိုခေါ်အားပေးဖို့တော့လာတဲ့အတွက်ဆရာတော်ဘုရားအများကြီးကျေးဇူးတင်တယ်တိတ်ကျေးဇူးတင်တယ်ရှင်နန္ဒဘုရောရှင်ဖျားသခင်ဒီလေးရတာမှာဘုရောရဲ့သားဆရာတော် Francis အန်ထရီဦးဆောင်တော်မှာဘုရောရဲ့နှုတ်ကပတ်တော်စကားကြားနာခွင့်ရပြီးဗတ္တမီများဝိညာဉ်ပေါ်အားရယူခွင့်ရတဲ့အတွက်ဘုရောကိုကျေးဇူးတင်ပါသည်အခုဆက်လက်ပြီးကျေးဇူးတင်အစီအစဉ်လေးမှာဘုရောဆက်လက်ပြီးပါဝင်ပြီးဒီကျေးဇူးတင်တဲ့လူမှာပေါ်ဝင်တဲ့သူတိုင်းအပေါ်ကောင်းချီးပေးပြီးဒီအခမ်းအနားလေးကျင်းပခြင်းအပြင်ကိုရောရဲ့ရှိမှုပုံမပြီးတော့တည်ရှိစေပါမြေချောင်းကိုရိုက်ဘာလီတော်သားတော်ယေရှုခရစ်တော်ဖျားရှင်ကိုပြုရဲ့တောင်းလျှောက်ကြပါလိမ့်မယ်အာမင်ယဟန်ဒါဖရန်စစ်ကျွန်တော်ပါဆောင်းပါပါဘုရားတော်ရှိဆုံးပြီးတော့ဘုရားတော်ဆောင်ပြီးတော့ဖာပီတာလည်းအထူးကျေးဇူးတင်ရှိပါတယ်။ခုယဟန်ဖုန်းတော်ကြီးများအားလုံးမတရားပြီးတော့ဂုဏ်ပြုခြင်းဆရာတော်ဖျားဂုဏ်ပြုခြင်းတည်ဆူပြီးဖို့ရတဲ့ယူဒီလေးစားစွာဖိတ်ခေါ်ပါတယ်။ Shout, see the
ပြုတဲ့ချင်းတီဆိုပြီးတော့တဲ့ရဟန်းဘုန်းတော်ကြီးများတော့ကျေးဇူးတင်ပါတယ်ယုတ်ကလေးတွေကြည်တော့ညူချောလေးတွေဆိုပြီးမြတ်အတန်လေးတွေမတားမချူမိန်ပါတယ်အစီအစဉ်တော့ရဆရာတော်ဖျားမိသားစုဆောင်ပြဆင်ဖြစ်ပါမယ်မိသားစုဆောင်ပြပေးဖို့အတွက်ဘုဇင်ကြီးရန်တာကိုဖိတ်ခေါ်လိုပါတယ်ပြီးတော့ရဲ့မိသားစုဆောင်ကိုလည်းခံပြီးတော့ဖာဆရာတော်ဖျားထိုးထိုးကျေးဇူးတင်ရှိပါတယ်အစီအစဉ်လေးရရဟန်းဘုန်းတော်ကြီးများအားလုံးပူဇာ Father Robert Hava နေပြီးတော့ကျေးဇူးတင်စကားပြောကြားပေးဖို့ရအတွက် Father Robert Hava ကိုဖိတ်ခေါ်လိုပါတယ်ဆရာတော်ဖျားဘယ်တော့အများကြီးကျေးဇူးတင်ပါတယ်ပြောင်းနေစားတိတ်ကျေးဇူးတင်တယ်လို့ပြောချင်တယ်အများကြီးဆိုတော့ဘယ်လောက်ပြလဲဟောတော့တိတ်ဆိုတာချမ်းသာတဲ့မှာတင်ပေးတယ်လို့ပေးတဲ့အချိန်ကစားနဲ့တိတ်ပြီးတော့ပေးတယ်တိတ်ပြီးတော့ကျေးဇူးတင်တယ်လို့ဆိုတာကနာမပြောချင်တယ်ကိုရောလာမယ်ဆရာတော်လာမယ်ဆိုကြတဲ့ဆရာတော်နာမည်ကိုတပည့်တော်ကမ္မထန်ထိုင်တော့တာနာမည် Francis တော်ပြီကို Francis ကို Bishop Francis လာတယ်မမနာမည်တန်ထုံးမဆိုးဘူးဟိုကိုတွေးတာလေနော်အရင်တော့ကတော့တင်းစီဆိုတော့ဟာတာတန်ရှိဆိုတော့အားချတာတန်ထုံးဆိုတော့မမလူမီလနာအောင်ကြတော့ကလေးတာတနာတို့ညိုလင်းစရာရှိပါတယ်လို့တပည့်တော်တော့ရဖုန်ကြီးတွေကကိုရောပဲပြောပါဆိုတော့စကားပြောရချင်းဖြစ်ပါလေကိုရောလူမျက်နှာလည်းမရှင်ဘူးကိုရောလူစကားလည်းမကြွယ်ဘူးတော့ဟိုစကားလည်းအမျိုးမျိုးမပြောတတ်ဘူးတဲ့လည်းပြောတတ်တယ်အမရှိခွန်းဘာလို့ပြောချင်ပါတယ်ကလေးမျိုးကလူကြီးတွေကိုခွန်အားပေးဖို့တော့လာတဲ့အတွက်ဆရာတော်ဘုရားကိုအများကြီးကျေးဇူးတင်တယ်တိတ်ကျေးဇူးတင်တယ်ပထမဆုံးကျေးဇူးတင်တာခုနအခမ်းအနားမှာပြောတယ်လို့ပဲအချင်းစစားကိုပေါ့ပါလို့အရန်တိတ်ကျေးဇူးတင်တယ်ဒါပေမဲ့ဝက်ဆောင်တာအခါ30မကဒီတကားတော့အပေါ်ပါဆုံးပဲတော့ဘုန်းကြီးတွေလည်းကြည်လိုက်လို့ရှိရင်လူသားမချောတာရွှေ့ကြပါဆရာတော်ကရှိတာဒီတခါတော့ဆရာတော်လည်းရှိတယ်ဘူးပဲအချင်းလေးအပေါ်ပါတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်တစ်ခုက research လုပ်တဲ့လူတွေပြောချက်အရ1990မတိုင်ခင်မွေးတဲ့ဖွဲ့တစ်ဖွဲ့ generation 2000ခုရှိမှမွေးတဲ့ဖွဲ့နောက်2010 generation ကိုတုံးပိုက်ခွဲထားတယ်အဲ့ဒီတုံးပိုက်ခွဲထားတဲ့နေရာမှာ1990အရှိပဲရတော့တပည့်တော်တို့ဆရာတော်ဖဲလစ်တို့ဖွဲ့ရေဒီယိုနဲ့ကက်ဆက်အဖွဲ့နောက်2000ရှိပိုင်းမှာမွေးတဲ့ဖွဲ့တော့ကွန်ပျူတာနဲ့ဖုန်းအဖွဲ့နောက်2010ပိုင်းမှာ IT လို့ research အဖွဲ့ကဆုံးဖြတ်ထားတယ်အဲ့တော့ကိုတော့တရားဟောရတာတပည့်တော်နားထောင်နေကြဒီသုံးဖွဲ့စလုံးနဲ့ညီပါတယ်
kill them or a pure the boja, Chanza Dema, Kukabido, but what do you join it, pure piade, now chat, a cook, Yamiji, such an on a bed, as soon as I like the children. Penny of my hakut machine, a young taboja, or take Jesu in the air, Yochima. Now, the video of your mare, a Kanamu was shashi video. 3 hours, no. Reflection. Reflection. Kada nobody. No. We don't know money the collection look at. Reflection look down there. They pong set up John. Come here. Put reflection chart. Malay buno. Who ngenge kada saporo. Ngechu ngenari do kono. Kalau thâu cùng này, ta sẽ theo đuổi này, một đó cũng đã được liberation, lâm nhau toàn. Anh nghe chú về này đi phản nó, nhưng mà tí đấy à, mà sinh ra cái này, tới đi mà tha cái này, cũng họ thâu để chỉnh cho cái nhà quan ta đấy, now refresh ở đâu, còn nó nghe fresh bên này là, cái gì vào đó nó, con xa này. Now charo reset charo. Tapi do sendare. Puro hore tiare amya isulo. Parne resolution teya mane jo. Ko sensa bido. Tapi do aro batele. Ini ani sa bido. Pyong na yong chusa me. Papile jo. Kuro ano. Kuro pyonga. Tapi do kong atide kleta tana do pungi ko. Karai, Cardinal Takle Pio Talube, Johanna de Swing, Pio Mena should a Johanna de Mishibu. No, go no Piadia she de swing, or cut duty in a quidon. Pure Mena, Shwendemiana Mishibu. They are a British preacher, Emma, Bishop, Pyong Shweshen. They are hoping. Now, some hale jewelry, you got a piano, you are a candy. Ah, Johnny. Believe, Payaku Yongji Raku. Believe no more fake. Any fake any bidon. Trust Suma. Fake it. A Jew or anything. Trust. Shima Yare. Go to Poro, the bidon. Nale. Shenton. Take Jesus to Nale. So I don't want to believe. Faith. Well, since I said that Poro. Believe. I believe. I have faith in God. I trust Kusade, Yongji, Kusade, Yongji, the Kunen, Kusa, Simpian, Nale Tone, and Yai one Tabade. Now, experience at the Kama and Machines Abu, or a Puma experience in a new opinion. No, while shameful experience, painful experience. Fearful experience, a new experience more. And a same science, Kuna Jotalu, Nge Junge Narito, go Yankalato period. A Veroma, a Vera Lupuma. Look the liberation Jafara. Me to Ariadi, let Piampori. And I go, confession, Dima, look period, the Kama did confession, the Kama Maloku, or a Papia Pido, a Sadoma, the Vera Zichin Abono. May na chang ba di chang. Seminary prayer ko na. Ako na loda, may na chang ba chang ni na very. Oh loda na ching da. Chuli pian la ni. Ya de lo. Oh de lo ba la confession. Wa ko confession loda, contrition juda. Wa ko yo le ne. Loda dem. Loda te. Sao chi pi ro. Ate se ko di ni lo pi da le. Amyai. A Chushi there, good or Anya, Chitu Dine.
နောက်ကိုတော့လုပ်တဲ့ခါမှာသင်ပေးတဲ့ခါမှာကိုတော့အာရပါရကိုပြောဆန္ဒနော်စေတနာရှိတယ်ဟိုတခါတလေချင်းဟိုဘယ်လိုခေါ်မလဲတရားဟောတဲ့လူကစာအုပ်ပဲကြည့်တော့တယ် according to the big books ဘာမှနားမလဲတဲ့ကြားထဲမှာဟိုအဲ့ချင်းနေတာကိုတော့အာရပါရဟိုအဒီလိုဟောတဲ့ချင်းကတပည့်တော်တို့ဘောလေးမမီတယ်လုံတိုင်းမှာတွင်းမှာလည်းတကယ်သိပြီးတော့ခြေချွတ်တင်ပါလေလို့ပြောချင်တယ်။နောက်ကြတော့လည်းကိုရောတပည့်တော်တို့ကိုလေးရက်တာတင်ပြီးတော့တက်လုံးစားကိုမကားပဲနဲ့ power eternal level ကိုခေါ်ဆောင်သွားတာတရားဟောတာလေကိုယ်လုံးတခုပြီးတခုကိုရောရဲ့တွေ့အကြုံနဲ့နော်အတွေ့အကြုံတွေကလည်းကိုရောလည်းများလာနော်အတွေ့အကြုံကလည်းတစ်ချိန်လုံးရှင်းယုံပဲကြောက်တယ်ရှင်းတယ်ဒီမှာကောင်းတယ်ရှင်းတယ်အကြောင်းပြောလို့နော်အဲ့ဒါလို့စားရှင်းယုံအကြောင်းတော့လည်းလို့နောက်ဆုံးအနေနဲ့ကိုရောတရားထဲမှာသဘောကျတာကျုပ်တင်ကဝနီဂျာကုံကိုခေါ်သွားတယ်ဂျာကုံရောက်တော့ US ကိုခေါ်သွားတယ် US ကနေ Rome ကိုခေါ်သွားတယ် Rome ကနေရှင်ပြန်ထမ်းရောက်တဲ့ခရစ်တော်နဲ့မူကောင်းကင်ကိုညီချင်းပြန်တွားရတယ်လို့ပဲအဲ့ဒါကိုတော့ idea ကိုဆွဲသွားတာမနော်ဟိုကျုပ်တင်ကဝနီဂျာကုံကနေ US ကနေ Rome ပြီးတော့ Rome မှာရောက်ပြီးတော့အခု Rome မှာပုပ်ဖရန့်စစ်နဲ့ထားခဲ့တယ်နော်ပုပ်ဖရန့်စစ် spirituality နဲ့ထားခဲ့တယ်အဲ့တော့ဒါတော့နမိတ်ကောင်းတယ်ဒီနေ့ရိုမာဘုရားဘုသွားမဲ့လို့ဒီထဲမှာရှိကောင်းရှိမှာပါနော်အဲ့တော့ပုပ်ဖရန့်စစ်ရဲ့ spirituality ကိုဒါပေမဲ့တော့ထဲမှာရှိနေတယ်အဲ့တော့ကိုရောရဲ့ခြေစုကိုရောရဲ့စေတနာကိုရောရဲ့ဘဝအတွေ့အကြုံဒါပေမဲ့တော့ဝိညာဉ်အတွက်အစာလည်းဖြစ်တယ်ခွန်အားလည်းဖြစ်တယ်အကြောင်းကိုရောဘုရားကိုတိတ်ပြီးခြေစွပ်တင်ပါတယ်ဘုရားသခင်ကဆက်လက်ပြီးတော့သက်ဆုံးနိုင်အောင်အမှုတော်ထမ်းဆောင်နိုင်ပါစေတသက်လုံးအတုံးချမခံပဲအတုံးတော်ခံပါစေလို့မေတ္တာပို့ရင်ဒီကောင်းချမ်းပါကျေးဇူးတင်စကားပြောပြီးတော့ Father Robert Howard တို့ကျေးဇူးတင်ရှိပါတယ်။ကိုစီစဉ်9ရက် Sarah Francis အနေပြီးတော့ရှင်ပြပြစကားလေးမကြပြဖို့ရတဲ့ယူသည်လေးစားစွာရှောက်ထားပါတယ်ဗျာ။ဒီတော့လေဒီပေါ်တော့ပြောတဲ့ကြောင်ရလေးကတော့တော်တော်များတယ်လို့ကိုခံစားရတယ်ပေါ့နော်။ကိုရဲ့တွေ့ကြုံကိုရဲ့inspiration ပေါ့နော်နောက်တစ်ခါလည်းပြီးတော့ကတော့စဉ်းစားတာတော့နောက်တစ်ခါတော့ကောင်းမယ်လို့ထင်တဲ့ဟာပေါ့လေနော်အဲ့ဒါလေး share လုပ်တော့ဆိုဘာတွေ့ရလဲဆိုပထမတစ်ခုကတော့ဖျားကိုကျေးဇူးတင်တာဒုတိယတစ်ခုကကြတော့ဒီခွင်းကိုဖန်တီးပေးတဲ့တရားဆရာတော်ဖျားနဲ့ခေါ်တဲ့ဘုံဘုံပေါ့နော်ဖာပတ်လန်လို့လည်းတရားလေးပေါ့နောက်ဒီရောက်လာတဲ့အခါကျတော့လည်းခရိုနဲ့တူသွားတာလေဟိုခရိုတော့လူလည်းတပည့်တော်အတွက်ကလည်းကိုကဒီမှာလာနာရတယ်လို့ခံစားရတယ်ပေါ့နော်။ဘာလို့အများကြီးအချိန်ရတယ်။ပြီးတော့တဲ့အခါကျရင် prayer life တွေမှာလည်းကိုယ့်ဘက်ကို examination ပြန်လို့ဖြစ်တယ်ပေါ့နော်။အခုကိုဘာတွေ့လာလဲဆိုတော့ဆရာတော်တစ်ပါးဖြစ်တော့ပို့အလုပ်များတာပဲပေါ့။ဟို parish priest မှာဆိုရင်တော့ပို့ပြီးတော့သူ့မှာကဟိုစပေါ့နော်။တိုင်တီပဲဆွဲရတာပို့လွယ်တယ်လို့ပဲ။လက်ထောက်ဆရာတော်ဖြစ်တော့anytime မှာအရေးပေါ်လာတဲ့အပေါ်မူတည်ပြီးကိုက changes တွေအများကြီးလုပ်ရတယ်။ဆိုတော့ကိုဘာတွေ့လာလဲဆိုတဲ့အခါကျရင်ပေါ့နော်ဒီကိုexamination conscience လုပ်ဖို့တွေပြီးသွားတဲ့အခါကျရင်ဆူတောင်းခြင်းတွေမှာပေါ့နော်ဟိုပုံမှန်အချိန်တွေကိုတက်နိုင်တဲ့လောက်ကြိုးစားပြီးရှာရတယ်ပေါ့ဆိုတော့ဒီမှာလာတဲ့အခါမှာအဲ့ဒါအများကြီးကို reflect ပြန်လုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကိုကတော့တည်တယ်ဖြတ်တန်းခဲ့ပြီဒါပေမဲ့အများတန်း
ကြိုးစားနေရတယ်ပေါ့နော်အဲ့ဒါလေးတစ်ခုရဆိုတော့နှစ်ချုပ်ကလေးကတော့ဒီမှာတပြည့်တော့လည်းအေးစေးနားပြီးတော့ပေါ့နော်ဒီ၅ရက်ကလေးကဒီဘာမှသိပြီးတော့စဉ်းစားကြမလို့ဒီမှာပဲ reflection တွေလို့ ground နဲ့တူပေါ့နော်ground ကအရန် serious ဖြစ်တယ်လို့လည်းပေါ့နော်ဟိုဘယ်လိုခေါ်မလဲကောင်းတယ်ပေါ့အဲ့လိုပဲပေါ့နော်ကောင်းတယ်ဆိုတော့ ground လည်းအေးပေါ့ဒါနှစ်ချုပ်ကလေးကတော့ဒီတော့မှတ်မိတင်မှာပေါ့နော်အတော့တဲ့မယ်လို့ဟာလေးပါတပြည့်တော့ကိုနိုင်လည်းအဲ့ဒါလေးကိုကြိုးစားရတယ်ပေါ့အဲ့ဒါလေးကတော့အချက်ကလေးလေးချက်တပြည့်တော့ midday prayer မှာရှိရတာအဲ့ဒါပါလဲဆိုတော့ဘုရားသခင်ရဲ့အလိုတော်လမ်းကိုလိုက်ကျင့်သူရဲ့အမှုကျင့်လေးရပေါ့နော်ဆိုတော့ဒီပေရန်လေး၄ချောင်းကြိုးစားနေရင်ပေါ့နော်ကိုဘွားဘုရားရဲ့အလိုတော်လမ်းမှာမသိတော့လဲသူလိုက်နေတယ်ပေါ့ပထမတစ်ခုကတော့ပါလဲဆိုတော့အဆုတောင်းနေပေါ့ဆိုတော့ဆုတောင်းတဲ့အခါမှာကိုပြန်ကြည့်တဲ့အခါကျတော့ကာမှကျင့်တဲ့အားရတယ်လို့အခုချိန်ဒီမခံစားရသေးဘူးကြိုးစားနေတယ်ပေါ့နော်ဒါကြောင့်မလို့ဆုတောင်းခြင်းကိုအခုနောက်ပိုင်းတွေမှာဘလို့ပို့ပြီးနားလည်လာလဲဆိုအချိန်တိုင်းမှာဘုရားကိုတည်ရမယ်ပေါ့နော်။ဒါနဲ့မိုးလေးလိုအေးရထားလိုက်ပြီဆိုတာနဲ့မေတော်ခင်မတဲ့အနတ်ပူဇော်ခြင်းမြတ်တာယေရှုရှင်တော်တော်အနတ်ပူဇော်ခြင်းဖြစ်တာနေ့တစ်နေ့ပူဇော်ခြင်းမြတ်တာပေါ့။ညအေးရဝင်ကနေပြီဆိုလို့ရှိရင်အနည်းဆုံးဒီနေ့သက်တာပဲပေါ့နော်။ကိုယ့်ကိုကျေးဇူးတင်တယ်ဆိုတဲ့စိတ်ကလေးနဲ့ပေါ့နော်။ကောင်းတဲ့ဘုံနဲ့ကိုကျေးဇူးတော်ပြီးရင်လှုပ်ဆောင်တဲ့အရာတိုင်းမှာပေါ့နော်။ဘုရားကိုကျေးဇူးတင်ပြီးတော့ဘုရားလက်တဲ့အပ်တဲ့ဟာလေးကမစိုးဘူးလို့တပြည့်မြင်နေပေါ့တခါကျရင်တပြည့်အလုပ်တွေများတဲ့အခါကျတော့သူ့ပြည့်ဆိုရင်ညနေပိုင်းမှာပေါ့နော်ရန်ကုန်လိုအနေထားတွေမှာပွဲတွေလမ်းနေအများလာတာဟိုပွဲသွားရတယ်ဒီပွဲသွားရတယ်သွားမယ်ဆိုလည်းညနေတော့တရားသွားရပေါ့နော်ဆိုတော့ဒီညနေပိုင်းကို management လုပ်ရတာနည်းနည်းလေးကိုယ်ခံလာတာပေါ့ဆိုတော့ prayer life လို့ပြောတဲ့အခါမှာအများကြီးလှုပ်ဆောင်နိုင်ပါဘုရားကိုတည်ရဘုရားလက်တဲ့အပ်နေနော်ဒုတိယတစ်ခုကတော့ဒီလိုပါတွေ့လာလဲဆိုတဲ့အခါကျလို့ရှိရင်စိတ်ကောင်းနှလုံးမှထားတာပေါ့နော်သူများကတော့လက်ခံတယ်လို့ရှိရဲလက်မခံတယ်လို့ရှိရဲအတိမတ်ပြုရလို့ရှိရဲမပြုရလို့ရှိရဲတို့တော့ညာလည်းပဲကိုယ်စိတ်ထဲမှာရိုးရိုးလေးပေါ့နော်ဆိုတော့ကိုကအဲ့ဒါလေးကိုကြိုးစားရတယ်ပေါ့အဲ့ဒါလေးကိုလုပ်တယ်ပေါ့နော်စိတ်ကောင်းထားတယ်ပေါ့နော်တတိယတစ်ခုကတော့ပြီးတော့အများနဲ့ဒီ if or လာစားလို့ထင်တယ်ဒီမှာကြပါအများနဲ့အလုပ်တစ်ခုလို့တိုင်ပင်ပြီးတော့လုပ်ပေါ့နော်နောက်ပြီး empowerment လုပ်တဲ့အောင်ကြိုးစားပေါ့နော်ဆိုတော့တိုင်ပင်ပြီးလုပ်တဲ့အလုပ်တွေကမှားနေတယ်ဆိုတော့ဟာကိုလည်းပြီးတော့ live မှာကြုံဘူးတယ်ပေါ့နော်ဘာလို့ပြီးတော့ final လို့နဲ့ကရုဏာတွေလုပ်ဖူးတယ်ကျန်တဲ့ကိစ္စတွေလည်းရှိတယ်ဆိုတော့ဆိုလိုလုပ်လိုက်တဲ့အရာတွေမှာတဘာလို့မသိတော့အခက်ခဲဖြစ်လာရင်သူများတွေကမကူညီပေးနိုင်ဘူးဒါပေမဲ့တိုင်ပင်ပြီးလုပ်ထားတဲ့အခါမျိုးကြတော့အတူတူပေါ့နော်တိုင်ပင်ထားတာဖြစ်တယ်အမှန်တွေများတယ်အမှားလည်းနည်းနည်းသက်သာတယ်ပေါ့နောက်ဆုံး၄ချက်မြောက်ကတော့ဗာလဲဆိုတော့ဘဝမှာတော့ဘယ်လိုမှမပြည့်စုံဘူးเนาะအဲ့အတွက်မှားသွားတယ်ဆိုလို့ရှိရင်လည်းပြန်ပြင်လိုက်မယ်ပေါ့နော်ဒါအဲ့ချက်၄ချက်ကိုတော့ကိုညီကိုလေးပေါ့နော်ကြိုက်တယ်ဆိုရင်ထားစေတယ် prayer life ပြီးလာတဲ့အခါကျရင်စိတ်ကောင်းလို့နှောင်းထားတယ်၃ချက်ကတော့တိုင်ပင်ပြီးလို့လုပ်မယ်၄ကတော့မှားတယ်ဆိုလို့ရှိရင်လည်းပြန်ပြီးတော့ routing ကျဆွဲတာပေါ့ကျွန်တော်တယောက်လည်းဆွတော့ပြရအောင်လို့ကတော့ active participation ပဲလည်းကြည့်ပြတယ် thank you ရေနံဖေးစကားမှာချက်ပြပါတော့ဖာဆရာဖျားသူပဲကျေးဇူးတင်ရှိပါတယ်။ Position နံပါတ်6ရပြပြတာဆိုခြင်းနဲ့တူဆရာဖျားရဲ့ကောင်းခြင်းမင်္ဂလာခံခြင်းဖြစ်ပါမယ်။ပြပြတာဆိုပြီးဖို့ရတဲ့ဖရပေါရှင်ကိုယူတလီစာဆိုဖိတ်ခေါ်ပါတယ်။ တောင်းကြစို့ခမီရောတော်တို့ရှင်တော်ဝင်နာဝရမြတ်၌အာမင်ဒီတော်ရှင်ဖတ်ပြီးခရစ်ရှင်ဂျေဇုကြောင့်ပြုရည်2025ခုနှစ်ဂရေတာနာရန်တော်မြတ်ဆောက်ခြင်းစီစဉ်ကိုမြတ်စွာဘုရားကျင်းပနိုင်ခွင့်ရရှိတဲ့ခရစ်ရှင်ကိုဂျေဇုတင်ချီးမွမ်းကြပါသည်ဒီဝတ်ဆောင်ခြင်းချိန်၌လည်းခရစ်ရှင်ဒီဆရာဖရန့်စစ်အားတုံးပြုလို့ပြီးဆရာဖရန့်စစ်မှာဟောကြားသောတရားတော်များကိုမိနှလုံး၌တွင်လက်မိဘဝတတနိုင်လေကျင့်ကြံနေအတွက်လည်းကျေးဇူးတော်ပေးနာတော်မှာ facing understanding ဆိုတဲ့တိုင်းမိရုပ်ကိုရရှင်ပေးနာတော်ယုံကြည်ခြင်းကိုတနေ့တခြားကိုလင်းနဲ့စွာဖြင့်ကိုရရှင်ကိုပုံမယုံကြည်နိုင်အတွက်တော်ကောကိုရရှင်အားပုံမတိမြင်နားလည်ပြီးကိုရရှင်အတွက်ပုံမလောက်ဆောင်နိုင်တော်တတိခံနိုင်တော်ကျေးဇူးတော်ကိုပေးနာတော်မှာဆက်လက်ပြီးကိုရရှင်ဤသား Sarah Francis ပေါ်လာတဲ့ကျေးဇူးထူကောင်းကျေးဇူးပေးနာတော်မှာသူဤရဲ့ဆရာတော်လုပ်ငန်းကိုရရှင်မှုတော်ကိုထမ်းဆောင်ရနိုင်လေကိုရရှင်ကိုပုံတက်တေခံနိုင်ရကိုရတစ္ဆာရှိစွာထမ်းဆောင်နိုင်တဲ့ကျေးဇူးတော်ပေးနာတော်မှာဤရန်ကုန်တို့ပြန်ချောတော်လမ်းကြီးနိုင်လေဝေမတိယံခါပဲကျမစောခြင်းမိ
လောကကြီးကိုရောက်ရှိနိုင်တယ်လေကြီးစွာပြီးနာတော်မှာမိတို့လူစီပေါ်နိုင်တဲ့ကြီးစွာပြီးနာတော်ဒီကိုရရှိနိုင်ငံတော်အတွက်ပုံမဆွမ်းဆောင်နိုင်တော့ခွာကာယခွာဘုညခွာကိုကြီးစွာပြီးတော်မှာကြောင့်ခရစ်ယာန်ဘာရောသားတော်ယေရှုခရစ်သူမိနာမကိုပြည့်တောင်းလျှောက်ကြပါလိမ့်ဗျာအာမင်家里肯定都能拿到2千7八岁，难道不如先找人家商票？可没到大到，但是老问他们家里，你说啊，路不到你路回，那白路，如果是你的情况了，真的家里少了老百姓，你说路是那边有关系。阿门。我的基是信的龙的，我但是现在都没有玛利亚的龙的，我上的家比我的名单。